for by any tailor မှာပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ဆရာရင်လုပ်ပေးသွားချင်တာကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ I plan to အသုံးပြုပုံလေးပဲဖြစ်ပါတယ်ရှင်။ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။ The phrase I plan to is used to express intentions or future plans. I plan to စကားစုကိုတော့ရည်ရွယ်ချက်တွေဒါမှမဟုတ်အနာဂတ်အစီအစဉ်တွေကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင်။ It indicates that we have thought about something and intend to do it. တခုခုကိုလုပ်ဖို့ရည်ရွယ်တာကိုတွေးထားတဲ့အကြောင်းကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင်။ It is followed by a verb to describe the action we plan to take. ကျမတို့လှုပ်ဆောင်မှုစီစဉ်ထားတဲ့လှုပ်ဆောင်ချက်တွေကိုဖော်ပြဖို့အတွက်အသုံးပြုလေးရှိပြီး I plan to ရဲ့နောက်မှာတော့ infinitive verb လိုက်လို့ရှိပါတယ်ရှင်။အနာဂတ်ရည်ရွယ်ချက်တွေကိုဖော်ပြထားတဲ့ဥပမာလေးတွေကိုအရင်ဆုံးကြည့်ကြရအောင်။ I plan to visit my grandparents next week. လာမယ့်အပတ်မှာငါအဖိုးဖွားရဲ့စီကိုသွားလည်ဖို့စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ Plan to start a new project. ငါ project အသစ်တစ်ခုစဖို့တွေးထားတယ်စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to learn a new language. ငါဘာသာစကားအသစ်တစ်ခုသင်ဖို့စဉ်းစားထားတယ်။ရည်မှန်းချက်တွေဒါမှမဟုတ်ဆန္ဒတွေနဲ့ပတ်သက်ပြီးဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင်။ I plan to graduate next year. ငါနောက်နှစ်မှာဘွဲ့ရဖို့စဉ်းစားထားတယ်ပလန်ချထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to save money for a house. ငါအိမ်တစ်လုံးဝယ်ရအောင်ပတ်စံစုဖို့စဉ်းစားထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to travel the world. ငါကမ္ဘာပတ်ပြီးခရီးထွက်ဖို့စဉ်းစားထားတယ်။အသက်မွေးဝမ်းကြောင်းဒါမှမဟုတ် professional အစီအစဉ်တွေအကြောင်းပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင်။ I plan to apply for a new job. ငါအလုပ်အသစ်တစ်ခုလျှောက်ဖို့စဉ်းစားထားတယ်စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to start my own business. ငါကိုယ်ပိုင်လုပ်ငန်းစဖို့အစီအစဉ်ချထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to improve my skills. ငါ skill တွေတိုးတက်လာအောင်လုပ်ဖို့တွေးထားတယ်။ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေအကြောင်းပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင်။ I plan to read more books. ငါစာအုပ်တွေပိုဖတ်ဖို့စဉ်းစားထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to exercise regularly. ငါပုံမှန်လေ့ကျင့်ရန်လုပ်ဖို့စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to eat healthier. ငါပိုပြီးကျန်းမာတဲ့အစားအစာတွေကိုစားဖို့စီစဉ်ချထားတယ်။ခီးသွားတာဒါမှမဟုတ်ပန်းဖြေဖို့အစီအစဉ်တွေအကြောင်းပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင်။ I plan to visit Japan next year. ငါနောက်နှစ်မှာဂျပန်ကိုသွားလည်ဖို့စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to go hiking this weekend. ငါဒီအပတ်စနေတနင်္ဂနွေမှာတောင်တက်ဖို့စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to relax during the holidays. ငါအားလပ်ရက်အတောအတွင်းမှာအနားယူဖို့စီစဉ်ထားတယ်။ပညာရေးနဲ့ပတ်သက်ပြီးစဉ်းစားစီစဉ်ထားတာတွေကိုပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင်။ I plan to study abroad. ငါနိုင်ငံခြားမှာပညာသင်ဖို့စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to take a course in programming. ငါ programming သင်တန်းတက်ဖို့စီစဉ်ထားတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I plan to improve my English. ငါအင်္ဂလိပ်စာတိုးတက်အောင်လုပ်ဖို့စီစဉ်ထားတယ်။ I plan to ရဲ့အသုံးပြုပုံလေးကိုပို့ပြီးမမိတော့အောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင် I plan to စကားစုလေးကိုတော့ရည်ရွယ်ချက်တွေဒါမှမဟုတ်နာဂတ်စီစဉ်တွေကိုဖော်ပြဖို့အတွက်အသုံးပြုပါတယ်။ရည်ရွယ်ချက်တစ်ခုခုကိုလုပ်ဖို့တွေးထားတယ်ဆိုတဲ့အကြောင်းကိုဖော်ပြတဲ့အခါမှာအသုံးပြုလေးရှိပါတယ်။ကျမတို့လှုပ်ဆောင်မှုစီစဉ်ထားတဲ့လှုပ်ဆောင်ချက်ကိုဖော်ပြဖို့အတွက်အသုံးပြုလေးရှိပြီး I plan to ရဲ့နောက်မှာတော့ infinitive verb လိုက်လို့ရှိပါတယ်ရှင်။ Future intentions အနာဂတ်ရည်ရွယ်ချက်တွေကိုဖော်ပြခြင်းနဲ့ဆိုရင် I plan to visit my grandparents. ငါအဖိုးဖွားရဲ့စီကိုအလည်သွားဖို့စီစဉ်ထားတယ်။ Goals or aspirations ရည်မှန်းချက်တွေဒါမှမဟုတ်ဆန္ဒတွေနဲ့ပတ်သက်ပြီးပြောပြခြင်းနဲ့ဆိုရင်တော့ I plan to graduate next year. ငါနောက်နှစ်မှာဘွဲ့ရဖို့စီစဉ်ချထားတယ်။ Career or professional plans အသက်မွေးဝမ်းကြောင်းဒါမှမဟုတ် professional အစီအစဉ်တွေအကြောင်းကိုပြောခြင်းနဲ့ဆိုရင် I plan to start my own business. ငါကိုယ်ပိုင်လုပ်ငန်းစဖို့စီစဉ်ချထားတယ်။ Personal development plans ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးအစီအစဉ်တွေအကြောင်းပြောခြင်းနဲ့ဆိုရင်တော့ I plan to read more books. ငါစာအုပ်တွေပိုဖတ်ဖို့စီစဉ်ထားတယ်။ Travel or leisure plans ခရီးသွားတာဒါမှမဟုတ်ပန်းဖြေဖို့အစီအစဉ်တွေအကြောင်းပြောခြင်းနဲ့ဆိုရင်တော့ I plan to visit Japan. ငါဂျပန်ကိုသွားဖို့စီစဉ်ထားတယ်။ Educational plans ပညာရေးနဲ့ပတ်သက်ပြီးအစီအစဉ်တွေအကြောင်းပြောခြင်းနဲ့ဆိုရင် I plan to study abroad. ငါနိုင်ငံခြားမှာပညာသင်ဖို့စီစဉ်ထားတယ်။စသဖြင့်အသုံးပြုလေးရှိပါတယ်ရှင်
ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားကြပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်နေကြပါစေရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye